မင်းကလေးငယ်လေးကသူမရဲ့လက်ကိုတာတာယာယာလေးဝှေ့ရမ်းလိုက်ယုံနဲ့အိမ်ထဲကဆန်အိုးအလွတ်ကြီးဟာချက်ချင်းပဲဆန်တွေနဲ့ပြည့်လျံသွားခဲ့တယ်။အဲ့ဒီနောက်သူမကလက်ချောင်းလေးကိုတစ်ချက်တောက်လိုက်ပြန်တော့ခြံထဲကကန်းစုံဦးတွေဟာတန်ဖိုးကြီးတဲ့လူဝန်ဦးဂျင်စန်းကြီးတွေထစ်သွားပြန်တာပေါ့။ဒီအရာတွေဟာသူမအတွက်တော့တာမန်ကိစ္စလေးတွေပါပဲ။အဲ့ဒီနောက်သူမကကာထာမနန်တစ်ခုကိုတုံးပြီးဆက်ရှိနေလုံးစိတ်မနှံ့တယ်လို့ဖြစ်နေတဲ့တတိယမြောက်အမဖြစ်သူကိုစကားပါနှံ့တဲ့စီဝါရေးပါရကူတယောက်ဖြစ်ပြောင်းလဲပေးလိုက်တယ်။နုနဲ့ရှိလာတဲ့အမကြီးဆုံးအနိုင်ကျင့်ခတ်နေလာကိုမြင်တော့အမကြီးဆုံးကိုကိုကန်ပညာစန်တာကျွမ်းကျင်သူတယောက်ဖြစ်ဖြန်းတီးပေးလိုက်ပြန်တယ်။မင်းကလေးငယ်လေးမှာဒီလောက်အင်အားကြီးတဲ့တန်ခိုးတွေရှိနေတာကတော့သူမကလူပီမှာအစမ်းတပ်ဖို့နတ်ပီကနေဆင်းသက်လာတဲ့ပန်းနဲ့သမီးလေးဖြစ်လို့ပါပဲ။သူမကိုမွေးဖွားချိန်မှာပဲအမေဖြစ်သူဆုံးသွားခဲ့ပြီးရက်ဆက်တဲ့မိသွေးကသူမကိုလမ်းဘေးကိုဖြစ်ထုတ်လိုက်တာပါ။ကံကောင်းစွာနဲ့လွဲမောင်းသမားတယောက်ကတွေ့သွားခဲ့တယ်။ဒါပေမဲ့လွဲမောင်းသမားရဲ့မိသားစုမှာလည်းစားစရာတွေပြက်လက်နေတာကြားပါပြီ။ဒီကလေးမလေးကိုအိမ်ခွန်သွားရင်မကျွေးနိုင်မှစိုးရိမ်တာကြောင့်သူခဏတော့တွန်းဆုံနေခဲ့သေးတယ်။ကလေးကိုပြန်ချထားပြီးထွက်သွားမှုသူကျန်းဆွဲလိုက်ချိန်ပါပဲမင်းကလေးငယ်လေးကတခုခုကိုတိလာသလိုမျိုးအကျယ်ကြီးငိုချလိုက်ပါတော့တယ်။သူမရဲ့ငိုတန်းကလူသားရဲ့နှလုံးသားကိုပျော့ပြောင်းသွားစေခဲ့တယ်။ဒီကလေးမလေးကလည်းကန်ဆိုးသူတယောက်ပဲလို့တွေးပြီးသူအိမ်ကိုခေါ်လာခဲ့တာပေါ့။အိမ်ကဇနီးဖြစ်သူကတော့စံအိုးထဲမှာစံမရှိတာကြားပြီးဖြစ်လို့သူတို့ကိုယ်တိုင်လည်းမစားရတာ3ရက်ရှိပြီမို့စိုးရိမ်တကြီးနဲ့ကြည်နေရှာတယ်။ဒီကလေးမလေးရောက်လာတာဟာတမိသားစုရဲ့ကံကြမ္မာကိုပြောင်းလဲပေးတော့မယ်ဆိုတာသူတို့မသိခဲ့ကြပါဘူး။စိတ်ထားကောင်းတဲ့အမအကြီးဆုံးကကလေးမလေးကိုကြည့်ဖို့ရှေ့တိုးလာချိန်ကလေးမလေးကသူမရဲ့လက်ကိုတင်းတင်းကြပ်ကြပ်စုပ်ကင်ထားပြီးမလွတ်တော့ပါ။ညီမလေးကိုတနာသွားတဲ့အမကြီးဆုံးကမနေ့ပြန်စိတ်ကံမှာကုံထုတ်တွေပိုးတယ်ပြီးညီမလေးသွားစံပြုတ်လုပ်ပြီးဟိုငွေရှာမယ်လို့ဆုံးဖြတ်လိုက်တယ်။ဒါပေမဲ့အခုဆိုအိမ်မှာလူ6ယောက်တောင်ရှိနေပြီဖြစ်လို့အမိဖြစ်သူကတော့စိုးရိမ်နေတော့မှာပဲ။ရင်ခွင်းထဲကမင်းကလေးငယ်လေးကဒီစကားတွေကိုကြားသွားပြီးလက်ကိုတာတာလေးဝှေ့ရမ်းလိုက်ရစံအိုးအလွတ်ကြီးဟာစံတွေနဲ့ချက်ချင်းပြည့်စုံသွားပါတော့တယ်။အမအကြီးဆုံးကတော့မယုံနိုင်စရာမြင်စင်းကိုမြန်တက်ပြီးမိဘတွေကိုအမြန်ခေါ်ကြလိုက်တယ်။ဒီအန်ရောစရာကိစ္စကြောင့်လူတိုင်းစိတ်လှရှားနေကြတာပေါ့။ဒါပေမဲ့သူတို့ပျော်ခွင့်ရတာသိမကြလိုက်ပါဘူး။စစ်ရီခါသိမ်းဖို့ရောက်လာတဲ့စစ်သားတစုကအိမ်တကားကိုကန်ဖွင့်ပြီးဝေလာကြတယ်။သူတို့ကစစ်တပ်အတွက်စံတွေပေးဖို့အတင်းတမန်တောင်းဆိုကြတာပါ။အမေဖြစ်သူကရက်အနှဲငယ်လောက်အချိန်ပေးဖို့တောင်းပန်ပြီးမဲ့စစ်သားတွေကသူမကိုမြေပေါ်ကိုကြမ်းကြမ်းတမ်းတမ်းတွန်းချပစ်လိုက်တယ်။သူမကိုကျွေးမွေးထားတဲ့အမေအနိုင်ကျင့်ခံနေတာကိုမြင်တော့မင်းကလေးငယ်လေးကသူတို့ကိုဆုံးမဖို့ပြန်တော့တယ်။အဲ့ဒီချိန်မှာပဲအရာရှိတယောက်ရောက်လာပြီးစစ်သားတွေကိုတားဆီးလိုက်တယ်။တကယ်တော့အဲ့ဒီအရာရှိကလွဲမောင်းသမားရဲ့လက်အောက်ငယ်သူဟောင်းတယောက်ပါ။သူ့ကိုကယ်တင်မဲ့သူရောက်လာပြီလို့လွဲမောင်းသမားကထင်လိုက်ပြီးမဲ့အာနာရလာတဲ့ဒီလူကကြီးစုတရားတွေကိုမေ့လျော့နေခဲ့ပါပြီ။သူကလွဲမောင်းသမားကိုလောင်ပြောက်တီအိမ်ကဆန်အိုးကိုမသိစေခြင်းဘူးသူ့ခြေထောက်ကြားကတွားသွားပြီးအဘူးလို့ခေါ်စေခြင်းတယ်။အိမ်ကဆန်အိုးလေးကိုကာကွယ်ဖို့လွဲမောင်းသမားကအရှက်ထားမဲ့အလုပ်ကိုလုပ်ဖို့ဆုံးဖြတ်လိုက်တယ်။ဒါပေမဲ့အဲ့ဒီအရာရှိကဂတိမတီးဘူးဆိုတာကိုတော့သူမသိရှာပါဘူး။သူဒူးထောက်ဖို့ပြင်လိုက်ချိန်မှာမဲ့သူ့ရဲ့ဒူးတွေကိုကွေးလို့မရတော့တာကိုတွေ့လိုက်ရတယ်။ဒါဟာမင်းကလေးငယ်လေးကတိုက်တစ်စီတားဆီးနေတာပါ။ဒါကိုမြင်တဲ့အရာရှိကလွဲမောင်းသမားကမောက်မာနေတုံးတယ်လို့ထင်ပြီးဒေါသထုတ်ပြီးအိမ်ထဲကပစ္စည်းတွေကိုဖျက်ဆီးဖို့အမိန့်ပေးလိုက်တယ်။မကြခင်မှာပဲစစ်သားတယောက်ကစံအိုးကိုတွေ့သွားတော့အရာရှိကဒါဟန်စံတွေကိုဝက်ထားတယ်လို့ဆိုပြားကစံအိုးကိုသိမ်းယူဖို့လုပ်တယ်။မင်းကလေးငယ်လေးကတော့ဒီလူရုပ်မားတွေကိုစိတ်ထဲကကျိန်လိုက်တယ်။ဒီစံအိုးကိုသာယူသွားရင်သူမလည်းညက်တော့မှာပဲ။သူမကကာထာမဏန်တစ်ခုသုံးတဲ့အခါစံအိုးကြီးဟာမြေကြီးထဲအမြုပ်တွယ်သွားတယ်လို့ဖြစ်ပြီးရွေးလို့မရတော့ပါဘူး။စစ်သားတွေမနိုင်တာကိုမြင်တော့အရာရှိကဒေါသတကြီးနဲ့သူ့ကိုယ်တိုင်တဲဖို့ပြင်လိုက်တယ်။မင်းကလေးငယ်လေးကတော့ငါအစွမ်းကိုမြဲကြည့်လိုက်ဦးလို့တွေးပြီးသူမရဲ့တန်ခိုးကိုထုတ်သုံးလိုက်ပါတော့တယ်။အဲ့ဒီနောက်မှာတော့အရာရှိရဲ့ခြေထောက်တွေဟာမြေကြီးမှာကတ်သွားပြီးစစ်သားတွေဝိုင်းကူတာနဲ့ဘလို့မှရွေးလို့မရတော့ပဲဖြစ်သွားပါတော့တယ်